performance နဲ့ reward career growth ဒါတွေကိုဘယ်လိုချိတ်ဆက်လဲဆိုတာလေးကိုဆက်ပြီးတော့ကျွန်တော်တို့ explore လုပ်ကြမှာဖြစ်ပါတယ်အဓိကပြောချင်တဲ့အချက်ကတော့ performance management ဆိုတဲ့အရာကြီးကတကယ် consequences နဲ့ချိတ်ဆက်နေဖို့အရေးကြီးပါတယ် positive ပဲဖြစ်ဖြစ် negative ပဲဖြစ်ဖြစ်ပေါ့ဒါမှမဟုတ်လို့ရှိရင်တော့သူကpaper exercise တတ်ပဲဖြစ်နေမှာဖြစ်တယ်ဆိုတော့ဒီဗီဒီယိုလေးမှာပါတဲ့ step တွေကဘာတွေကိုရှင်းပြမှာလဲဆိုတော့ performance က reward recognition career progression တွေကိုမျှတတဲ့နည်းလမ်းပုံစံနဲ့ဘယ်လို influence လုပ်မလဲဒါလေးကိုကျွန်တော်တို့ explore လုပ်ကြမှာဖြစ်ပါတယ်ဆိုတော့ performance နဲ့ reward career growth တွေကိုဘယ်လို link လုပ်တယ်လဲအဲ့ဒီ link လုပ်တဲ့ဆိုတဲ့အရာရဲ့အဓိကရည်ရွယ်ချက်ကဘာလဲဒါကိုကြည့်မယ်ဆိုရင် number 1ချက်ကတော့ accountability and meritocracy ပေါ့ accountability တာဝန်ယူမှုတာဝန်ခံမှုပြီး meritocracy ဆိုလိုတာကစ조사မှုရဲ့ရလဒ်ပေါ့နော်ဟိုဘယ်လိုခေါ်မလဲဆိုတော့အလုပ်ကောင်းကောင်းလုပ်လို့ရှိရင်ကောင်းတဲ့စုချင်းမြင့်ချင်းတွေရမယ်ဒီအရာနဲ့ပတ်သက်ပြီးတော့တာဝန်ခံမှုရှိဖို့လိုရဲဆိုတဲ့ culture အဲ့လာကိုကျွန်တော်တို့ reinforce လုပ်ပေးတဲ့သဘောလေးရှိတယ်ပြီးတော့လူတွေရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာမြင့်တင်ဖို့ motivate ဖြစ်ဖို့เนาะအထူးသဖြင့်ကိုလိုချင်တဲ့အပြုမှုတွေရှိလာဖို့မြင့်မားတဲ့စွမ်းဆောင်ရည်တွေရှိလာဖို့ဝန်ထမ်းတွေကိုတွန်းအားပေးမယ် motivate လုပ်တဲ့အရာလည်းဖြစ်နိုင်တယ်နောက်တစ်ခုကကျတော့ retention ပေါ့เนาะတကယ်ကိုပဲperformance ကောင်းတဲ့ကိုယ့်ရဲ့ talent တွေကိုကိုယ်စီကထွက်မသွားအောင်ဘယ်လို retain လုပ်မလဲဘယ်လိုထိန်းမလဲပြီးတော့ဒီ performance မပြည့်မီတဲ့ under performance ကိုလည်းဘယ်လိုဂိုင်းတွယ်မလဲဒီအရာလေးကိုလည်းရည်ရွယ်ချက်တစ်ခုအနေနဲ့ထားရှိတာဖြစ်တယ်နောက်တစ်ခုကကြတော့မျှတခြင်းပွင့်လင်းမြင်သာမှုရှိခြင်း fairness and transparency ဆိုတော့ decision တွေ reward decision တွေချတဲ့အခါမှာ career growth နဲ့ပတ်သက်တဲ့ decision တွေကိုချတဲ့အခါမှာဘယ်လိုမျိုးမျှတအောင်ပွင့်လင်းမြင်သာမှုရှိအောင်လုပ်ကြမလဲဆိုတော့ဒီရည်ရွယ်ချက်၄ချက်ကတော့ performance နဲ့ reward performance နဲ့ career growth ချိတ်ဆက်ခြင်းရဲ့ရည်ရွယ်ချက်ပဲဖြစ်ပါတယ်ဆိုတော့ performance management တွေကိုလုပ်တဲ့အခါမှာကျွန်တော်တို့တွေပေးလိပေးထရှိတဲ့ reward အမျိုးအစား၃ခုပေါ့လေเนาะအလားလေးတွေကပြောရမယ်ဆိုရင်ဝေကြီး money သက်မဟုတ်ဘူးเนาะnon financial reward တွေကလည်းလူတွေရဲ့ engagement ကို drive လုပ်တဲ့နေရာမှာเนาะအရေးပါတဲ့အခန်းကဏ္ဍကနေရှိတယ်ဆိုတာကိုကျွန်တော်နားလည်ဖို့ဖြစ်ပါတယ်ဆိုတော့ category အပြင်ကြည့်မယ်ဆိုရင် financial reward เนาะဝေကြီးပိုင်းဆိုင်ရာစုချီးမြှင့်ခြင်းဥပမာဆိုလို့ရှိရင်เนาะကိုယ့်ရဲ့လာစာတိုးမြင့်ပေးတယ်စုချီး bonus တွေပေးတယ်နော်မလုံးလို့ခေါ်တဲ့ incentive တွေ allowance တွေပေးတယ်အဲ့လိုလုပ်ခြင်းအပြင်လူတွေရဲ့နော်ရည်တူကနေပြီးတော့ medium term motivation ကိုရစေနိုင်တယ်နောက်တစ်ခုကကျတော့ career growth ဝန်ထမ်းတစ်ယောက်ရဲ့အသက်မွေးဝမ်းကြောင်းဆိုင်ရာလမ်းကြောင်းတိုးတက်ဖွံ့ဖြိုးဖို့အတွက်နော် promotion ပိုင်းဆိုင်ရာအလုပ်တာဝန်တွေပို့ပြီးတော့ကြီးမားစွာရယူနိုင်တာပြီးတော့ယာတုစက္ကန့်ရေးဆိုင်ရာအစီအမံချမှတ်တာ succession planning ဒါလေးတွေကတော့တကယ်ကိုပဲရေရှည်အတွက်ဝန်ထမ်းတွေရဲ့စိတ်တက်ကြွမှုဝန်ထမ်းတွေရဲ့အလုံးမှာမြဲမြံမှုဒါလေးတွေကိုပို့ပြီးခိုင်မာစေပါတယ်နောက်တစ်ခုကကျတော့ recognition ကတော့အများသူရှေ့မှာကြီးမွမ်းပေးတာစုချီးမြှင့်ပေးတာကျေးဇူးတင်ကြောင်းเนาะအရာလေးတွေကိုပြောပြပေးတယ်အခွင့်အလမ်းဖန်တီးပေးတာเนาะဒါလေးတွေကပြောရမယ်ဆိုလို့ရှိရင်စိတ်ပိုင်းဆိုင်ရာเนาะယဉ်ကျေးမှုပိုင်းဆိုင်ရာအားဖြည့်တဲ့သဘောလေးတွေအများကြီးရှိပါတယ်ဆိုတော့ကောင်းမွန်တဲ့ performance management system တစ်ခုကဒီ၃ခုလုံး financial career growth နဲ့ recognition ကိုအသုံးပြုတည်ရှိတယ်ဆိုတာကိုကျွန်တော်တို့နားလည်လို့ရပါတယ်ဆိုတော့ဒီနေရာမှာ P4P လို့ခေါ်တဲ့ pay for performance ဆိုတဲ့အခြေခံသဘောတရားလေးကိုကျွန်တော်နည်းနည်း explore လုပ်ကြည့်ကြမယ်
ဆိုတော့ pay ဆိုတဲ့အရာတစ်ခုကို performance ဆိုတဲ့အရာနဲ့ချိတ်ဆက်တဲ့အခါမှာထည့်သွင်းစဉ်းစားဖို့အတွက်เนาะနံပါတ်1အချက်က result what ပေါ့နော်ဘာတွေကို achieve ဘာတွေကိုအောင်မြင်ရရှိအောင်လုပ်ကိုင်ဆောင်ရွက်နိုင်ခဲ့တာလဲနောက်တစ်ခုကကြတော့ behaviors how ပေါ့နော်ဆိုတော့ဒီအရာတွေကိုအောင်မြင်ရရှိအောင်လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာဘလို့ဘယ်ပုံမျိုးနဲ့လုပ်ခဲ့တာလဲเนาะဒါလေးဒီနှစ်ချက်ကိုကျွန်တော်တို့ကထည့်သွင်းစဉ်းစားရတာဖြစ်တယ်ဒီနှစ်ချက်လုံးကပြောရမယ်ဆိုရင်တကယ်ကိုပဲအရေးကြီးပါတယ်ဒါမှမဟုတ်လို့ရှိရင်ဒီရရှိလာတဲ့အောင်မြင်မှု result ကိုပဲကြည့်ပြီးတော့ reward စုချင်းမြင့်မယ်ဆိုလို့ရှိရင်အစိတ်တောက်ရှိတဲ့ toxic high performing mercy ကိုကျွန်တော်တို့ weight ထုတ်ပေးရရောက်ပါလိမ့်မယ်ဘာလို့လဲဆိုတော့သူတို့ကရလက်ကိုရဖို့အတွက်ဘလို့ဘယ်ပုံနည်းနဲ့မဆိုရအောင်လုပ်ယူမယ်ဆိုတဲ့ပုံစံမျိုးလေးတွေရှိလာမှာဖြစ်တယ်နော်ဒါမှမဟုတ်လို့ရှိရင်လည်း behaviors ကိုပဲအပြုအမူကိုပဲကြည့်ပြီးတော့เนาะစုချင်းမြင့်မယ်ဆိုလို့ရှိရင်လည်းเนาะfriendly underperformers လို့ရလူတွေနဲ့တော့ခင်မင်ဖော်ရွေတယ်ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်ဒါပေမဲ့ performance အပြင်ညံ့ဖျင်းနေဆိုတဲ့အရာတွေကိုလည်းကျွန်တော်တို့ဝေ့ထုတ်ပေးမှာဖြစ်တယ်ဒါကြောင့်မလို့เนาะဒီနှစ်ချက်လုံးပါဝင်နေเนาะ result ကို behavior ကို what and how နှစ်ခုလုံးကိုမျှတစွာ reward လုပ်တဲ့အရာကเนาะ performance with value ဆိုတဲ့အရာကိုဖြစ်ပေါ်စေမှာဖြစ်တယ်เนาะ performance with values ဆိုတော့ဒီ merit နဲ့ bonus เนาะနှစ်ခုရဲ့မတူညီတဲ့ကွာခြားချက်လေးတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်เนาะဒီအရာလေးတွေကိုကျွန်တော်တို့ကမျက်တတာနဲ့စဉ်းစားဖို့လိုတယ်ဥပမာဆိုလို့ရှိရင် top performers တကယ်ကိုပဲ performance ကောင်းတဲ့လူတစ်ယောက်ကိုကျွန်တော်တို့ reward เนาะစဉ်းစားပေးတဲ့အခါမှာเนาะ higher merit เนาะတကယ်ကိုပဲအလုပ်ကိုကောင်းကောင်းမွန်မွန်လုပ်ကိုင်ဆောင်ရွက်နိုင်လို့ရှိရင် higher bonuses เนาะတကယ်ကိုပဲစုကြည်များဆဆရတဲ့နဲ့ပြီးတော့ fast track opportunity ပေါ့တိုးတက်ကြောင်းအတွက်မြန်ဆဆအခွင့်အလမ်းမျိုးတွေရတဲ့နဲ့Now, strong performance အကောင်းဆုံးအမြင့်ဆုံးတော့မဟုတ်တော့ညာလဲလုံလောက်တဲ့ performance စွမ်းဆောင်ရည်ကိုပြုလုပ်နိုင်တယ်ဆိုရင်သူကိုကျွန်တော်တို့ကကောင်းမွန်တဲ့ bonus လေးတွေပေးတဲ့ normal merit increase เนาะပုံမှန်လာစာတိုးချင်းလေးတွေလုပ်ပေးတဲ့ bonus လေးတွေကောင်းမွန်စွာပေးတဲ့ development opportunity လေးတွေကိုဖန်တီးပေးတဲ့ top performer လို့တော့ fast track လုပ်တာအကောင်းဆုံးအမြင့်ဆုံးပေးတာမျိုးတော့မလုပ်ဘူးပေါ့နော်နောက်တစ်ခုကကြတော့ expectation ကိုမိဖြစ်တဲ့ performance ကိုကြတော့ merit ပေးတဲ့နဲ့ဒါပေမဲ့အပေါ်ကမျိုးစားနှစ်ခုလောက်တော့အများကြီးပေးစရာမလိုဘူး bonus ကိုလည်း standard bonus ပေးတဲ့နဲ့ lower performance မကောင်းတဲ့เนาะနှိမ့်တဲ့လူတွေကြားလို့ရှိရင်เนาะ merit increments လာစာတိုးတာတွေသိပြီးတော့မလုပ်ပေးသင့်ဘူးပြီးတော့ bonus ကို short ပေးတာမပေးတာမျိုးလေးတွေလုပ်တဲ့နဲ့ပြီးတော့ခုနပြောတဲ့ performance improvement plan ဒါမှမဟုတ် consequences ဒါလေးတွေကိုကျွန်တော်တို့ကစဉ်းစားလုပ်ဆောင်ရမှာဖြစ်တယ်ဆိုတော့အဓိကကတော့ consistency ကအရင်အရေးကြီးပါတယ်เนาะဘလောက်ပေးမယ်ဆိုတော့နံပါတ်အတိအကျထက်ပြောချင်တာကတော့ဝန်ထမ်းတွေက employees တွေကသူတို့ရဲ့เนาะစုကြည်ငွေခံစားရရှိမှုမှာ fair ဖြစ်တယ်မျှတတယ်ဆိုတာကိုခံစားရရှိဖို့ကအရင်ရေးကြည့်တာဖြစ်ပါတယ် performance ကို career growth နဲ့ကိုချိတ်ဆက်တဲ့အကြောင်းကိုကျွန်တော်စဉ်းစားကြည့်ဖို့ဖြစ်ပါတယ်ဆိုတော့ promotion လို့ခေါ်ရရာထူးတိုးတယ်เนาะရာထူးတိုးတယ်ဆိုတဲ့ကိစ္စလေးတွေမှာလက်ရှိဝန်ထမ်းတယောက်က performance ကိုเนาะ sustained performance လို့ခေါ်ရဲတစ်နှစ်ကနေနှစ်နှစ်เนาะဒီ performance cycle တစ်ချိန်ကနေနှစ်ချိန်လောက်ကို at least ကောင်းမွန်တဲ့ performance ရလက်ကိုစွမ်းဆောင်နိုင်တဲ့သူမျိုးကိုသာ promotion ဆိုတဲ့အရာတစ်ခုကိုစဉ်းစားသင့်တယ်နောက်တစ်ခုကကြတော့ company ရဲ့သတ်မှတ်ထားတဲ့ စံတန်မိုးနဲ့ကိုက်ညီတဲ့เนาะကောင်းမွန်တဲ့အပြုအမူတွေကိုခုနလိုမျိုးပဲပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေမှာနောက်တစ်ခုကကြတော့ next level အတွက်တကယ်ကိုပဲ
အစင်သစ်ဖြစ်နေတဲ့လူမျိုးတွေ skill အဖြစ်တော့၎င်း mindset အဖြစ်တော့၎င်းဥဆောင်မှု leadership ဘိုင်းအဖြစ်တော့ ready ဖြစ်တဲ့လူတွေဒီအချက်၃ချက်ကိုအခြေခံပြီးတော့ပဲကျွန်တော်တို့က promotion ဆိုတဲ့အရာကိုစဉ်းစားသင့်တယ်ဒီနေရာမှာကျွန်တော်တို့မလုပ်တဲ့အရာက reward for loyalty ဆိုတဲ့သဘောမျိုးနဲ့เนาะသစ္စာရှိမှုဆိုတဲ့အရာပေါ်မှာစုချင်းမြင့်တဲ့เนาะအနေနဲ့ရာထူးတိုးမြင့်တာမျိုးတွေကကျွန်တော်မလုပ်သင့်ဘူးဘာလို့လဲဆိုတော့ဒါကpromotions ကိုပေးတဲ့ criteria တစ်ခုအနေနဲ့ကျွန်တော်မစဉ်းစားသင့်တာကိုဆိုလိုတာဖြစ်တယ် promotion ကိုပေးမယ်ဆိုရင် capability လို့ခေါ်တဲ့သူရဲ့စွမ်းဆောင်ရည်အရေးချင်းပေါ့လေနောက်တစ်ခုက potential အလားလာဒီနှစ်ချက်ပုံမှာမူတည်ပြီးတော့ပဲလုပ်သင့်တယ်ဆိုတဲ့သဘောကိုကျွန်တော်နားလည်ဖို့ဖြစ်တယ်နောက်တစ်ခုကကျတော့သူတို့ရဲ့တိုးတက်ရာတိုးတက်ကြောင်းเนาะ development path တိုးတက်ရာတိုးတက်ကြောင်းလမ်းကြောင်းကိုကျွန်တော်စဉ်းစားတဲ့အခါမှာသူကအမြဲတမ်းကြီးပဲဒီတဆင့်ပြီးတဆင့်အပေါ်ကိုတက်သွားတဲ့เนาะ vertical growth เนาะ higher role higher level ကိုသွားတာမျိုးကြီးပဲမဟုတ်ဘဲနဲ့เนาะ horizontal growth လို့ခေါ်တဲ့ဘေးတိုက်เนาะအသစ်သောကျွမ်းကျင်မှုတွေကိုရရှိတာမလုပ်ဘူးတဲ့အသစ်သော project တွေကိုလုပ်ခြင်းစတဲ့เนาะဘေးတိုက် growth ကိုလည်းကျွန်တော်စဉ်းစားဖို့လိုအပ်တယ်ဆိုတော့ vertical growth ရှိတယ်လို့ horizontal growth အဖြစ်နဲ့ကျွန်တော်သွားလို့ရပါတယ်ဆိုတော့ဒီနေရာမျိုးမှာ recognition လို့ခေါ်တဲ့အသိအမှတ်ပြုခြင်းပေါ့လေဆိုတော့အသိအမှတ်ပြုခြင်းကတစ်ခါတည်းကြာရင်ကုန်ကြစေကိုအများကြီးမကုန်ကြစေဘူးဒါပေမဲ့အကျိုးရလက်เนาะသက်ရောက်မှုကတော့အများကြီးရစေတာဖြစ်တယ်ဆိုတော့ recognition အသိအမှတ်ပြုခြင်းဒီเนาะအမြန်ဆုံးနည်းလမ်းတစ်ခုဖြစ်တယ်အထူးသဖြင့်ကောင်းမွန်တဲ့ positive behaviors ကောင်းမွန်တဲ့အပြုအမူတွေကိုရရှိလာဖို့เนาะကောင်းမွန်တဲ့အပြုအမူတွေကိုအားပေးဖို့အတွက်အမြန်ဆုံးနည်းလမ်းတစ်ခုလို့ကျွန်တော်ယူဆလို့ရတယ်ဥပမာအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်เนาะတခုခုကိုအောင်မြင်လုပ်ခဲ့နိုင်တဲ့အခါမှာ within 24 hours 24နာရီအတွင်း thank you message လေးတွေပေးတာနောက်တစ်ခုကကျတော့ spot award လို့ခေါ်တဲ့ on the spot เนาะတခုခုကို contribute လုပ်တယ်ဆိုလို့ရှိရင် on the spot ချက်ချင်းပဲเนาะအတိမတ်ပြုချီကျူးစုပေးတာမျိုးလေးတွေနောက်တစ်ခုကကျတော့ monthly เนาะပုံစံမျိုးနဲ့လာစဉ် monthly team ထဲမှာကျွန်တော်ထည့်ပေးတာမျိုးလေးတွေ